ဒီနေ့ကဒီမှာဒီဆယ်လမွန်ငါးတွေအစ်စ်ရောက်တာပေါ့နော်အစ်စ်ရောက်တာ flight နဲ့ရောက်တာเนาะသူကလင်းစီးလာအဲ့တော့အဲ့ဒါတွေခွဲချမ်းစိတ်ဖြာပြီးတော့ဒါလက်ဆက်ဆက်ဆယ်လမွန်အုပ်စုကဟာတွေစားမှာဖြစ်ပါတယ်ဒီခေါက်တော့ဘီဂါလေးနဲ့သွားလိုက်မယ်ခုနမှာပြင်းပြင်းနဲ့စားမဝါလို့နောက်တော့တပွဲဆယ်မွန်ကသူအစိမ်းအောင်တော်တော်ချိုးတာအဲ့ဒါတော်တော်မိုက်တယ်ဗောနော်ဆယ်မွန်ဆာရှိမီလေးနဲ့ဘီယာလေးနဲ့ဒီဆယ်မွန်ဆာရှိမီကတော့တပွဲကို2500ပေါ့နော်တော်တော်ဘူဖေးစီစဉ်တော့မပါပါဘူးဒီဘက်စနေတွင်းမှာလည်းဘူဖေးရှိရနော်ဟိုအပတ်တန်းရှိရစနေတွင်းကအဲ့လေးကဆယ်မွန်တာကီယာကီလေးပေါ့နော်အသားလေးကနုနာဟာဆယ်မွန်တာကီယာကီလေးပေါ့နော်သူကတော့ဆယ်မွန်กินပြီးတော့ဘောကဒီတာကီဆော့လေးနဲ့စမ်းထားပေးတာပေါ့ဒီဆာရှိမီပေါ့နော်ဒီအစိမ့်နဲ့ဒီกินထားလေးပူကြိုက်တယ်ဘာလဲနူးညံ့ပြီးတော့ချိုးနေတာဒါလည်းတော့ဘူဖေးထဲမှာမပါဘူးဒါကတော့တပွဲကို1600ပေါ့နော်ပြီးရတဲ့ဈေးနဲ့တန်းတယ်ဆယ်မွန်လက်တယ်တကယ်ကိုရှိုးနေပါဒါလေးတော့ဟာနာမာကီအုပ်စုတွေပေါ့နော်သူဒီပေါ်မှာကတော့ဂျပန်ရင်းကြီးလေးရယ်ပြီးလို့ရှိရင်ဒီပေါ်မှာကပဇွန်ဥရယ်ဒါကတော့ဒါနတ်တို့ပေါ့နော်ဂျပန်ဘဲပေါ့နော်သုံးမျိုးလုံးတင်ထားပေးတယ်ဒီကြပါအောင်ခင်ဗျာဆယ်မွန်လက်ထက်ရတာလေးရယ်ပြီးတော့ဂျပန်ရင်းကြီးလေးရယ်သမင်းလေးရယ်ဆိုတော်တော်လေးပိုက်တယ်တော်လေးကောင်းဒါပဇွန်ဥလေးနဲ့လုံးဦးလေးအဲ့မှာဖောက်ဖောက်နဲ့တွေ့ရတယ်တော့မိုက်ရအားဆယ်မစကီမနော်ဦးရဆယ်မစကီနဲ့ဘီယန်နဲ့မိမဆိုတော်တော်လေးကိုမိုက်ရတော့မာလာမုံနဲ့တော့နေစင်တယ်မာလာမုံတော့မဟုတ်ဘူးနော်ဒီမုံနဲ့ပူကောင်းမုံနဲ့မှာတော့ကွက်တိငါးတော့ရှိအလေးကျတော့ဆယ်မွန်အပူရီပေါ့နော်သူကဒီထဲမှာဒီအဗရိုကာဒိုတို့လို့ရှိရင်ဒီကနန်းချောင်းတို့ထည့်လိုက်ပြီးတော့ဒီအပေါ်ကနေပြီးဆယ်မွန်ပတ်ပြီးတော့ဒီဆယ်မွန်အပေါ်ကနေမီးမြိုက်ပေးထားတာပေါ့နော်ဟောသူကအပူလေးနဲ့ပါတယ်အစိမ့်မဟုတ်ဘူးပေါ့နော်ခေါင်းလေးလည်းမိုက်တယ်ဆယ်မွန်လုံးဝအစိမ့်မဟုတ်ပေါ့နော်အဲ့တော့အစိမ့်စားကျင်တဲ့လူတွေတက်ကတော့ဒါလေးစင်ပြေပေါ့နော်ဒါမီးအပူပေးထားဆိုတော့ဒီမလေးတွေအားလုံးကသူကဘူဖေးစီစဉ်မှာပါရပါတော့ဒါလေးတော့ fat salmon ပေါ့နော်သူက salmon sushi လို့လည်းခေါ်လို့ရတယ်ပေါ့နော်တော့ကြတော့ဒီအပေါ်ကကြတော့ဒါ salmon အစိမ့်ဖြစ်သွားကျွန်တော်ကတော့ဒီအစိမ့်တက်ကိုခုနဒီအပူပေးထားတာလေးပူကြိုက်တယ်ပေါ့နော်ဒါလေးကကြတော့သူက salmon nigiri ဒါဒီနှစ်လုံးပဲပါတယ်သူက1000 salmon သားရတော့အများကြီးထည့်ပေးထားတယ်ပေါ့နော်ဒါမာကီအုပ်စုတွေကဆယ်မွန်မာကီလေးပေါ့နော်အော်ဆန်လေးလည်းကောင်းတယ်ဒီဆယ်မွန်ရဲ့လက်ဆက်ပြီးပြောကြမလို့ရင်းရလည်းမှုမွေးနေဆိုတော့မာကီအုပ်စုလည်းစားတော့ကောင်းတယ်ဒါကကျတော့ဆယ်မွန်ငါးကောင်းကင်ထားတာပေါ့နော်ဒါကကျတော့ဒီတရှမ်းကိုသူက1600အရင်တော့ဘူဖေးစီစဉ်ထဲမှာမပါဘူးဒါပေမဲ့ဒီတစ်ဘက်ကနေစပြီးတော့ထည့်ပြီးလို့ပြောပါတယ်အဲ့တော့ဒါကြီးက1600နဲ့ဘူဖေးစီစဉ်ထဲမှာထည့်ပေးထားတာဆိုတော့တကယ်ကိုတန်တော့
တော့အရင်ကချိုအီးနေရပဲဒီမှာအစီလေးပါဘောနော်ငါးကောင်ကတော့အစီပါပြီလားဒီအရင်းနဲ့မြည်လိုက်မှာဒီငါးကောင်နေလို့ဒါကြောင့်ဒီဆယ်လ်မွန်ရဲ့ကြောယူကကင်ထားတာပေါ့နော်ဒါဒီကကျတော့ဒီဆိုင်မှာဆိုလို့ရှိရင်ဟိုမီနူထဲမှာတော့မရောင်းသေးဘူးပေါ့နော်ဒါသူတို့ဘက်သူလောက်စားကြလို့ပဲတည်အဲ့ဒီမှာမထည့်ရောင်းပေးတာတကယ်လို့စားကျင်နေဆိုလို့ရှိရင်လည်းသူတို့ကင်ပေးမယ်ပေါ့ကင်ရောင်းပေးမယ်လို့ပြောပါတယ်အဲ့တော့စားကျင်နေဆိုလို့ရှိရင်လည်းမှာလို့ရပါတယ်ဒီဆယ်လ်မွန်ကြောယူကင်လေးဟိုကဒီထဲမှာသူအစီရောအသားရောဆိုတော့မွေးရတာလေးอ่ะကျင်းနံလေးကလည်းမွေးမွေးလေးသံဝန်နံလေးကလည်းမွေးမွေးလေးအရသာလေးကလည်းဒီငါးအစီရဲ့အရသာပါရတယ်ပေါ့နော်တော်လေးမှတ်တယ်အသားတဲ့ကျွန်တော်ကဒီဥစ္စာကိုပိုးကြိုက်သွားပြီဒီနံရုံးမှာကတ်နေတဲ့ဒီအသားနဲ့အစီတွေကလေတော်တော်လေးကိုစားလို့ကောင်းတာမိုက်တယ်ဟုတ်လားဒီနေ့ကတော့ဒီဆယ်မွန်နဲ့ပတ်သက်တာကြီးပဲပေါ့နော်ပြီးတော့မှဆယ်မွန်နဲ့ပတ်သက်လို့ရှိရင်ဒီ Royal Sushi ကိုသတိရလိုက်ပါဒီနေပြီးတော့မှတော့လုံးဝအလက်ဆက်ဆုံးလို့ပြောလို့ရပါတယ်အာမခံပါတယ်ကျွန်တော်သွားစားခဲ့တဲ့ဆိုင်လေးကတော့နေပြည်တော်အုတ်ဒရတီဒီစင်မာ living mall အောက်ထပ်တက Royal Sushi ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်မှာကအပတ်စဉ်စနေတုန်းကနေ့ဒီမှာဆိုလို့ရှိရင်လည်းသူက sushi ကို buffet ရောင်းပေးပါတယ်